ကဲပြောင်းညီကိုရေကျုပ်ဒီညကကစားသွားတဲ့ဒါချက်စီနဲ့အာဆင်နယ်လန်ဒန်ဒါဘီပွဲစဉ်ကတော့တော်တော်လေးကိုကြည့်လို့လဲကောင်းခဲ့တယ်တော်တော်လေးကိုလည်းစိတ်လှုပ်ရှားဖို့ကောင်းခဲ့တယ်ကျွန်တော်ချက်စီကကျွန်တော်ပွဲကစားချိန်38မိနစ်မှာဒါချက်စီအသင်းရဲ့အဓိကအားထားတဲ့ကျွန်တော်ကွင်းလယ်ကစားသမားကိုက်စီတိုတယောက်ဒါအနီကတ်ထိပြီးတော့10ယောက်17ယောက်ဆိုတဲ့အနေထားနဲ့ဒါကစားခဲ့ရတယ်ဒါပေမဲ့10ယောက်17ယောက်ဆိုတဲ့ပုံစံမျိုးလုံးဝဒါချက်စီအသင်းကကျသွားတာမျိုးမရှိဘူးတောက်လျှောက်တိုက်တယ်10ယောက်ရှိရင်10ယောက်နဲ့တိုက်တယ်ကျွန်တော်တို့တယောက်หนีသွားပြီးတော့မှပဲချက်စီအသင်းကဂိုးတကိုးတောင်ပြန်ပြီးတော့ရအောင်သွင်းခဲ့တာဆိုတော့ဒီနေ့ပွဲမှာချက်စီအတွက်ကတော်တော်လေးကိုကျေနပ်အားရစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောရမှာပဲဒါချက်စီအသင်းဒီပွဲနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒါနှစ်ပွဲစတိုက်တော်တော်လေးကိုခြေစွမ်းကောင်းကိုပြသနေတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဟုတ်ပြီကျွန်တော်အဲ့ဆိုဒီနေ့မှာကျွန်တော်ဒီပွဲစဉ်လေးရဲ့ပွဲပြီးသုံးသက်ချက်လေးကိုပြောမယ်မပြောခင်မှာကျွန်တော်ဒီပွဲစဉ်အတွက်ဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်လေးမှာဒါအဖြေမှန်ထားတဲ့သူရှိပါတယ်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဒါအဖြေမှန်တဲ့သူကဒါတယောက်တည်းပဲဖြစ်ပါတယ်ဒါတဲဆုဆိုတဲ့အကောင့်ပိုင်ရှင်ကဒီတစ်ပတ်မှာအဖြေကိုမှန်ကန်သွားပဲဖြစ်ပါတယ်အဖြေကိုကျွန်တော်စီကံချက်3ခုလုံးနဲ့လည်းကိုက်ညီအောင်လုပ်ထားတယ်ကျွန်တော်အချိန်လဲကျွန်တော်ပြောထားတဲ့အချိန်အတွင်းမှာဒါသူ့အနေနဲ့စီကံချက်နဲ့ကိုက်ညီအောင်ဖြေထားတာဖြစ်တဲ့ကြောင့်မလို့ဂျာစီလက်ဆောင်ရရှိသွားမှာပဲဖြစ်ပါတယ်တဲဆုဆိုတဲ့ဒါအကောင့်ပိုင်ရှင်ကဒါဒီတစ်ပတ်အတွက်ဒါချက်စီဂျာစီလက်ဆောင်ကိုဒါရရှိသွားပြီပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒါကျွန်တော်ဒီပွဲလေးရဲ့ဒါပွဲပြီးသုံးသက်ချက်လေးနဲ့ပြန်ပြီးတော့စားလိုက်ရအောင်ကျွန်တော်ညကချက်စီနဲ့ဒါအာဆင်နယ်ရှင်မြိုင်ကစားသွားတဲ့ပွဲတွေမှာဆိုလို့ရှိရင်ဒါချက်စီအသင်းကကိုယ့်ဘက်မှာ injury ရပြန်ကောင်းလာတယ်ဆိုပေမဲ့လည်းသူတို့လက်ရှိအကောင်းဆုံးပုံစံဖြစ်နေတဲ့ဒါအန်ဆိုဖာနန်ဒက်နံပါတ်10လို့ဝင်ကစားတဲ့ပုံစံကိုမဖြတ်ဘဲနဲ့ကိုယ့်ဘက်မှာကိုအရန်မှာပဲဒီပွဲစဉ်မှာဆက်ထားလိုက်တယ်သူတို့ဒီအရင်ကကစားနေကြပုံစံတိုင်းပဲဆက်သွားတယ်ဂူစတိုကော Rich Jane ကောဒီဝင်ကစားတယ်ပေါ့ဒါဒီ Rich Jane ကျွန်တော် inverter ဝင်ကစားတယ်ပြီးလို့ရှိရင်ကိုက်စီတိုကဒီဘက်မှာအဖြတ်ကျွန်တော်ဒီအန်ဆိုဖာနန်ဒက်ကနံပါတ်10လို့ဝင်ကစားတယ်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဒီလက်နဲ့ဒီနေ့ပွဲမှာပွဲမထွက်ပဲနဲ့ဒါအတိုးအလုပ်တွေပို့ပြီးတော့ကောင်းတယ်ကျွန်တော်ဒီဂျော်ပတိုနဲ့ပွဲထွက်လာတယ်ဒီဘက်မှာဆိုလို့ရှိရင်အက်စတာဘိုနဲ့ဒီဘက်မှာနာတိုနဲ့ပွဲထွက်လာတယ်လိုင်းနပ်အနေထားရကြည့်မယ်ဆိုလို့ရှိရင်တော့ချက်စီအသင်းလိုင်းနပ်ကကောင်းတယ်ဗျာဘာပြောဒီလိုင်းနပ်နဲ့ရှင်ပြီးတော့ကစားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ပွဲကိုဒီလိုင်းနပ်နဲ့ဆက်မကစားဖို့ဖြစ်လာတဲ့အကြောင်းအရာကဘာလဲဆိုတော့ကျွန်တော်ဒီကိုက်စီရိုတယောက်หนีသွားတာပဲကျွန်တော်ပွဲကစားချိန်မိနစ်30အတွင်းမှာကိုပဲဒါနှစ်ဖက်အသင်းရဲ့ကစားသမားတွေအဝါကတ်တွေထိတာမှာပလူပြန်နေတာပဲဒီလန်ဒန်ဒါဘီပွဲစဉ်ကကြမ်းလားမကြမ်းလားဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဝါကတ်9ကတ်ကျွန်တော်အနီကတ်တကတ်အာဆင်နယ်အသင်းဘက်ကအဝါကတ်6ကတ်အထိရတယ်ကျွန်တော်ချက်စီကအဝါကတ်တကတ်ဒီပြီးလို့ရှိရင်အနီကတ်တကတ်အနီကတကက်ကကျွန်တော်ဒီပွဲစဉ်မှာ10ယောက်17ယောက်ဆိုတဲ့အနေအထားကိုဖြစ်သွားစေခဲ့တယ်ဒါပေမဲ့ဒီ10ယောက်17ယောက်ဆိုတဲ့အနေအထားမှာကျွန်တော်ချက်စီက defensive ပုံစံမျိုးကစားသွားမယ်လို့ထင်ခဲ့တာအဲ့အနေအထားက1-0เนาะချက်စီရဲ့ချာလဘာရဲ့ဒါခေါင်းတိုက်ဂိုးနဲ့ဒါကြောင့်1-0နဲ့ဥဆောင်ထားနိုင်တဲ့အချိန်မှာ Chelsea က defensive ကိုလုံးဝမကစားဘဲနဲ့သူတို့ဘက်ကကြီးပဲပြန်တိုက်နေတာအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ကျွန်တော် Arsenal အသင်းဘက်ကလည်းအခက်တွေ့တယ်သူတို့ကလည်းတိုက်တယ်ဆိုပေမဲ့ Chelsea ရဲ့ defense ကိုမကြော်ဘူးကျွန်တော်ပြန်ပေးလိုက်ရတဲ့အလုံးဆိုလို့ရှိရင်ဗျာအမှန်တကယ်ကကူကူရဲလာအဲ့ဒါအရှိမမလိုအပ်ဘဲနဲ့အဝါကတ်တွေထိထားလို့ဒါအဲ့အလုံးဆိုဝင်လုံးလို့မရတာကျွန်တော်စာကာတို့သူ့ရဲ့ကစားပုံကြည့်လိုက်မယ်ဆိုကူကူရဲလာအမြဲတမ်းမာကင်ကပ်ပြီးဘောလုံးလာပြီဆိုလို့ရှိရင်အများအားဝင်လုံးတာဟိုနေ့ရာမယ်ကိုထိန်းသွားဘလို့လဲသိရမလားဘောလုံးထွက်ရင်ထွက်သွားလူနေခဲ့ဆိုပြီးတော့ဝင်လုံးတဲ့ပုံစံမျိုးကသူအခုကရှေ့မှာအဝါကတ်တကတ်ထိတာတော့အရန်ကြီးမဝင်ရဲဘူးအဲ့ဂိုးပေးလိုက်ရတဲ့အလုံးဆိုလို့ရှိရင်အဲ့တောင်းသားလေးမှာသူဓာလေးပဲလှုပ်ထားနိုင်တယ်ကာထားနိုင်တယ်အဲ့ချိန်မှာဒါ cross တက်လာပြီးတော့ကျွန်တော်ဒီဘက်ကအသင်းရှိနေတဲ့မာရီနိုနဲ့မာဒူဂီနဲ့တဲကကျွန်တော်မာရီနိုကတိုက်သွားပြီးတော့ဒါကြောင့်ခြေပါကိုပြန်ပေးလိုက်ရပဲတဲ့ပေါ့အဲ့မှာ1-1ဖြစ်သွားတယ်ဒါပြီးလို့ရှိရင်ပွဲစဉ်တစ်ပွဲလုံးကြည့်မယ်ဆိုလို့ရှိရင်လည်းဒါချက်စီအသင်းကပို့ပြီးတော့တောင်10ယောက်17ယောက်အနေထားဆိုတဲ့အနေထားမှာနော်ပို့ပြီးတော့တောင်ချက်စီအသင်းဘက်ကဒါဂိုးပေါက်ကန်သွင်းမှုတွေရတယ်ကျွန်တော်ပြီးလို့ရှိရင်ဒါရာယာလည်းတော်တော်ကောင်းပါတယ်ပြီးလို့ရှိရင်ဒီနေ့ပွဲမှာကျွန်တော်ချီးကျူးရမယ့်ကစားသမားတွေကချက်စီအသင်းတသင်းလုံးပဲအဲ့ထဲမှာမှဒါထူးထူးဆန်းဆန်းနဲ့ဒါထူးထူးခြားခြားဒီပွဲစဉ်မှာလက်စွမ်းပြသွားတဲ့စမ်းချက်ကိုလည်းကျွန်တော်လုံးဝမေ့ထားလို့မရဘူးစမ်းချက်အနေနဲ့ဒီပွဲစဉ်မှာဒါဂိုးပေါက်ကာကွယ်မှုတေချာပေါက်တကယ်ကိုကောင်းတဲ့ကစ်ချက်ကျွန်တော်၄ချိန်လောက်ကိုဒါစမ်းချက်အနေနဲ့လုံးဝကျွန်တော်မယုံနိုင်စရာလက်စွမ်းနဲ့ဒါဘာပြောကာကွယ်ပေးခဲ့တာဖြစ်တဲ့ကြောင့်မို့စမ်းချက်ကလည်းဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားတွေထဲမှာကျွန်တော်ထည့်ထားပေးရမှာပဲပြီးလို့ရှိရင်ကျွန်တော်ဒီကွင်းလယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Rich Jane
ကျွန်တော်တို့ဗျာဒီပွဲကအစတုန်းကတော့ဒါကိုင်စီတိုနဲ့ Rich Jane တို့ရဲ့ဒါအားပြိုင်တဲ့ပွဲဆိုပြီးတော့ကျွန်တော်ကြည့်ခဲ့ရတယ်ပြောခဲ့တယ်ပေါ့ဒါမဲ့လေကိုင်စီတိုကစောစောစီးစီးပဲหนีသွားပြီဆိုတော့ကျွန်တော်ဒီပွဲရဲ့ရတကဘာမှတိတ်ပြီးတော့မရှိတော့ဘူးလို့ထင်ခဲ့မိတာဒါပေမဲ့အဲ့ဒီကိုင်စီတိုနေရာမှာ Rich Jane ကအကောင်းဆုံးကစားပြသွားတာဗျာကျွန်တော်ဒီပြောမှဆိုလို့ရှိရင် attacking ဘိုင်းကော defensive ဘိုင်းမှာကော Rich Jane ဒီနေ့ကစားသွားတာကလုံးဝသူ့ကိုဘာလို့ Enzo Maresca inverter ဝင်ဆော့ခိုင်းရလဲဆိုတော့အကြောင်းအရာကကျွန်တော်ဒီနေ့မှာကွက်ကွင်းကြီးကိုမြင်လိုက်ရတယ်သူ့ရဲ့ကစားပုံသူ့ရဲ့ကစားဟန်နဲ့ဒီကွင်းလယ်မှာသူဒီနေ့ဆော့သွားတာအာကြီးကိုဆော့သွားတာတော်တော်လေးကိုကောင်းတယ်ရဲတယ်မြန်တယ်ကျွန်တော်အရင်တုန်းက Rich Jane နဲ့လုံးဝမတူတဲ့ပုံစံကိုကျွန်တော်ဒီနေ့ပွဲမှာမြင်တွေ့ခဲ့ရတယ်ဒါကတော့တော်တော်လေးကိုကြည်နဲ့အားရစရာကောင်းတယ်အချက်ပဲကျွန်တော်တစ်ဖက်ကကျွန်တော် Arsenal ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Arsenal ကတော်တော်လေးကိုကောင်းတဲ့အထင်းမှာပါတယ်ကျွန်တော် defensive ဘိုင်းမှာသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော် Saliba နဲ့ Gabriel ကမပါနိုင်ဘူးဆိုခင်မဲ့ဒါမဲ့ဟန်ကပီနဲ့ကျွန်တော် Mosquera ဒါနှစ်ယောက်လုံးကအကောင်းဆုံးပုံစံနဲ့ရှင်းပြအကောင်းဆုံးပုံစံနဲ့ပဲဒါကစားသွားတယ်မထန်နဲ့ပဲဒါပွဲရတော့တော်တော်ကြမ်းနေဗျာတော်တီးမယ်ဆိုတာကြီးပဲဒိုင်းဆိုရင်မှုတ်လိုက်ရတာပါစက်ထဲမှာ4000ရှိရလားမသိဘူးအန်တိုနီတေးလာအဲ့ဒိုင်းချောင်းလည်းပြီးရင်ပြောဦးမယ်ဒီကောင်ကင်နဲ့ပွဲတိုင်းမှာတယောက်မနီရလို့ရှိရင်ဒါမနေနိုင်ဘူးဒါအခုလည်းအစင်လာမပြတ်ပဲကျွန်တော်တယောက်ကหนีတယ်အမှန်ဆိုလို့ရှိရင်ဗျာကျွန်တော်ဒီပွဲမှာအိုက်ကာစီတိုနင်းလိုက်တဲ့အလုံးကကျွန်တော် VR ပြန်ကြည့်လိုက်တဲ့အချိန်မှာหนีတော့หนีတဲ့အလုံးပဲဒါပေမဲ့သူ့အနေနဲ့တခါတည်းဆုံးဖြတ်ချက်ချနိုင်မယ်ဆိုလို့ရှိရင်ဒီသူ့အနေနဲ့ဒါတခါဖောင်းဖြစ်ချင်းတခါလေးဆုံးဖြတ်ချက်ချနိုင်မယ်ဆိုလို့ရှိရင်ဒါ VR တွေဘာတွေတော့ကြည့်စရာမလိုတဲ့အခြေအနေဗျာသူ့ရဲ့ဆုံးဖြတ်ချက်မှန်ကန်နဲ့သူတေချာတာအလုပ်မယ်ဆိုလို့ရှိရင်ဒီဖောင်းဘောကဟိုးကိုရှိထိတောင်ကျွန်တော်ဘောလုံးသွားနေစရာမလိုဒီမှာတင်ဖောင်းဘောပေးလိုက်လို့ရပြီဗျာအဲ့လိုမျိုးမလိုလားအပ်တဲ့ဒါဒိုင်ရဲ့ဒါအမားတွေကလည်းကျွန်တော်ဒီအသင်းနှစ်သင်းလုံးအတွက်ဒါနင့်နာစရာတွေရှိခဲ့တယ်ပေါ့ဒါပေမဲ့ထားပါကျွန်တော်အာဆင်နယ်အသင်းဘက်ကကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်ဒီမာတင်နယ်လီတို့ပုတ်တယ်ဆိုမဲ့ဒီဘက်ကကျွန်တော်ဒီဂူစတိုတောက်လျှောက်ထိန်းတာလည်းပါတယ်ချယ်ဆီဘက်ဒီနေ့ဂူစတိုလည်းတော်တော်လေးကိုကောင်းတယ်တသင်းလုံးကောင်းတယ်ချယ်ဆီက10ယောက်ကြံခဲ့တဲ့10ယောက်လုံးအကောင်းဆုံးအနေထားမှာရှိတယ်ဂိုင်စီတိုကပွဲစားတွေကကျန်းတယ်ဗျာတော်တော်ကြီးကျန်းတာတောက်လျှောက်လိုက်ပိုင်းနေရဆိုတော့ကျန်းတာหนีတော့မယ်ဆိုပြီးတော့ထင်ခဲ့တာဒါပေမဲ့အဝါလောက်ပဲဒါကျွန်တော်ရမယ်လို့ထင်ခဲ့တာဒါပေမဲ့အနီကတ်ထိသွားတော့လေဒါနောက်ပွဲစဉ်ဒါနှစ်ပွဲလောက်မှာဂိုင်စီတိုလွဲမယ်ပေါ့အာကြီးကဒီနေ့ပွဲမှာစာကာကောင်းတယ်ပြီးလို့ရှိရင်မိုင်နိုကောင်းတယ်အဓိကအာဆင်နယ်အသင်းရဲ့အကောင်းဆုံးကတော့ဒီကလန်ရိုက်ပဲကျွန်တော်ရှေ့လဲနောက်လုံးဝနေရာဆုံးမှာကျွန်တော်ဒီကလန်ရိုက်ကြီးရှိနေရပါကျွန်တော်ဒုတိယပိုင်းကျတော့ဒါအိုဒီကတ်တို့ဝင်လာတော့အိုဒီကတ်လည်းတော်တော်လေးကျသွားတယ်လို့ပြောရမယ်ဒီကလန်ရိုက်စူပါမန်နီတွဲလုံးကပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့လည်းကျန်းတယ်စူပါမန်နီတို့သူ့အနေနဲ့ဒီပွဲမှာအဝါကတ်တွေလည်းရသွားတယ်ဒါဒီယာဒီမှာကျွန်တော်ဒီကစားသမားတော်တော်များများကဒီယာဒီမှာကျွန်တော်ဒီချက်စီအသင်းနဲ့ပူးပေါင်းတဲ့ကစားသမားတွေရှိရဲအာဆင်နယ်ဆိုလို့ရှိရင်လည်းကစားသမားအသစ်တွေရှိတယ်ဒါတောင်ကိုမှလန်ဒန်ဒါဘီဆိုတဲ့ဒါခေါင်းစဉ်အောက်မှာရှင်ပြန်ကစားရတာဖြစ်တဲ့ကြောင့်မလို့ဒီတစ်နှစ်အတွင်းမှာရောက်လာတဲ့ကစားသမားတွေအသင်းပေါ်ပေးဆက်ခြင်းနဲ့စိတ်တွေကကြောက်စရာကြီးကျွန်တော်အာဆင်နယ်လည်းတူတူပဲဒါချယ်ဆီလည်းတူတူပဲဒါနှစ်သင်းလုံးသူတို့အသင်းပေါ်ဒါနိုင်လို့စိတ်ပြင်းပြတဲ့စိတ်ကတော့လုံးဝကြောက်စရာကြီးဒီပွဲစဉ်ကကျွန်တော်ဒီစက်သိန်းတထားနဲ့ကြီးခဲ့ရတဲ့ပွဲစဉ်တစ်ပွဲပဲလုံးဝပြင်းပြင်းပုံစံမျိုးမဟုတ်ဘူးဗျာချယ်ဆီသင်းကလည်းတောက်လျှောက်ငိန်ခံနေရမဟုတ်ဘူးပြန်တိုက်တယ် attacking counter တွေတိုက်တယ် counter ပြန်ပေါက်သွားလို့ရှိရင်တော့ချယ်ဆီကကျွန်တော်3ယောက်လောက်ထိattacking ကိုလိုက်လာတာကျွန်တော် Rich Jane လဲပါတခါကြားလို့ရှိရင် Fofana ကြီးတောင်တက်လာတယ်ဗျာအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့ Fofana လဲတက်တယ်ချာလဘာလဲတက်တယ်အဲ့လိုမျိုးဖြစ်ကြအောင်မို့ဒီပွဲစဉ်ကတော့ Chelsea အသင်းအတွက်ကတော့တော်တော်လေးကိုဒါအဖိုးတန်နဲ့တမတ်လို့ပဲကျွန်တော်ပြောရမှာပဲဒါ10ယောက်17ယောက်ဆိုတဲ့အနေထားမှာသူ့အနေနဲ့ Arsenal လို့အသင်းမျိုးကိုကျွန်တော် AACC နဲ့ပြန်ပြီးတော့defensive ကစားတဲ့ပုံစံမျိုးမဟုတ်ဘူးเนาะကျွန်တော် attacking ပုံစံမျိုးသွားပြီးတော့တရေတမတ်ကိုအရယူနိုင်ခဲ့တာဖြစ်တဲ့ကြောင့်မလို့ဒီတမတ်ကတော့ Chelsea အသင်းအတွက်တော်တော်အဖိုးတန်နဲ့တမတ်လို့ပြောရမှာပဲအမှတ်ပေးစရာမှာအဆင့်အောက်ကျခြင်းကျသွားမယ်ဗျာ Chelsea အသင်းရဲ့ performance ဒီနေ့ပွဲမှာလုံးဝမကျသွားဘူးဒါကတော့ကျွန်တော် fan တွေအတွက်ကောဒါနီးပြ Enzo Maresca အတွက်ကောကျေနပ်စရာရလက်တစ်ခုလို့ပဲကျွန်တော်ပြောရမှာပဲ Enzo Maresca လည်းဒီနေ့ပွဲမှာသူ့ရဲ့ဆုံးဖြတ်ချက်တွေကတော်တော်လေးကိုမှန်ကန်တယ်လို့ပဲပြောရမှာပဲကျွန်တော်ဒုတိယပိုင်းမှာ Asabo ထုတ်ပြီးတော့ကျွန်တော်ကနာချိုထည့်တယ်ပြီးလို့ရှိရင်ကျွန်တော်ဘာတို့ထုတ်ပြီးတော့လျန်ဒီလက်ကိုထည့်တယ်ဒါဒီဆုံးဖြတ်ချက်တွေကသူ့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့တာအတွက်ကြောင့်မလဲဒီရလက်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပြီဒီနေ့ပွဲရလက်ကတော့တော်တော်လေးကျေနပ်စရာကောင်းခဲ့တယ်ဒါမဲ့အနိုင်အရှုံးကတော့ပြက်ပြက်သားသားမသိခဲ့ရဘူး Chelsea အိမ်ကွင်းမှာ Arsenal တို့ဒါတရေတမတ်
တ်ပဲအရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တွေအမြင်မှာဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်ရဲ့အကြိုက်ဆုံးကစားသမားကဘယ်သူဖြစ်မလဲအာဆင်နယ်အသင်းကလားဒါမှမဟုတ်ချယ်ဆီအသင်းကလားပရိသတ်တွေရဲ့အကြိုက်ဆုံးကစားသမားတစ်ယောက်ကိုကျွန်တော်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ချယ်ဆီအသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာဘောလုံးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော် page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်အဆုံးထိဝင်ရောက်ရှုပေးကြတဲ့ပရိသတ်တယောက်ချယ်ဆီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ကိုဆွဲပါ